ဗုဒ္ဓဘာသာမှာဘုရားသခင်ကကံဗုဒ္ဓဘာသာမှာကံကဘုရားသခင်ကံကဘုရားသခင်နော်ဟုတ်လားကံဆက်စရာအဲ့လိုလည်းပြောကြတယ်ကံဆက်စရာကံစီမံရာဟုတ်လားကံကြမ္မာကတော့ဟုတ်လားမပေါင်းဖက်ပေးနိုင်တာအဲ့လိုပေါ့နော်ဘုရားသခင်ကတော့မပေါင်းဖက်ပေးတာပေါ့ဘာမှမတတ်နိုင်ဘူးဘုရားသခင်စီရင်တဲ့အတိုင်းလူသားအလုံးနာခံရတာဘုရားသခင်ကလည်းဘုရားခင်ကပတ်မလိုက်ဘူးနော်ပတ်မလိုက်ဘူးတရားတစ်ဖြစ်စီရင်တာလူကိုဖန်ဆင်းပြီးလူကိုဖန်ဆင်းစီစဉ်တင်ဆက်တယ်ပေါ့ဒါအလုံးဖန်ဆင်းတယ်သူကျွေးတယ်အလုံးရဲ့အကောင်းဆုံးအလုံးကိုတရားအလုံးကိုပြန်စီရင်တယ်နေရာပြန်ချတယ်တေတော်သူဝိညာဉ်ကိုလည်းနေရာပြန်ချတယ်ကံဆိုတာကမ္မဆိုတဲ့ပါဠိကလာတာပါမြန်မာလိုပြန်ရင်ကမ္မဆိုတာပြုမှုခြင်းပြုလုပ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ကံကလည်းပဲကိုယ်ဖြင့်ပြုသောကာယကံအမှုနှုတ်ဖြင့်ပြုသောဝစီကံအမှုစိတ်ဖြင့်ပြုသောမနောကံအမှုဆိုပြီး၃ပါးရှိပါတယ်တတ္တဝါတိုင်းဟာမိမိတို့ပြုတဲ့ဤကံ၃ပါးကြောင့်ကောင်းကျိုးဆိုးကျိုးခံစားရတာဖြစ်တယ်ကံနဲ့ဖန်ဆင်းရှင်ဘာဆိုင်လို့လဲကံနဲ့ဖန်ဆင်းရှင်ဘာမှမဆိုင်တာကိုဆိုင်တဲ့သဘောမျိုးရောကြော်လုပ်ပြီးမူသားလာပြောတာမရှက်ဘူးလားဒကာတော်တို့ရဲ့တန်မာကျမ်းစာတုတ်တန်ကျမ်းအခန်းကြီး7အခန်းငယ်22မှာမူသားသုံးသောနှုတ်ခမ်းသည်ထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူပဲဖြစ်၏တစ္ဆာတရားကိုစောင့်ရှောက်တော်သူတို့မူကားနှစ်လိုတော်မူပဲဖြစ်ကြ၏လို့ဆိုထားတယ်နော်ကျမ်းစာကမူသားမပြောဖို့တားမြစ်ထားပါရဲ့နဲ့ဘာကြောင့်မူသားလာပြောတာလဲကျမ်းစာရဲ့အဆုံးအမကိုမလိုက်နာတာလားဒကာတော်တို့ဘာသာဒကာတော်တို့သာသနာတိုးတက်ဖို့အတွက်ကြိုက်တဲ့နီးကြိုက်တဲ့ဟန်နဲ့ဒကာတော်တို့လွတ်လွတ်လပ်လပ်သာသနာပြုပါဦးဇင်းတို့စိတ်မဝင်စားပါဘူးနော်ဗုဒ္ဓဘာသာကိုမှီပြီးတော့လိုချင်တဲ့အသုံးနှုန်းတွေသုံးပြီးသာသနာလာမပြုပါနဲ့အဲ့ဒါဆိုရင်တော့ဦးဇင်းတို့ပြောတဲ့ကပြောရပါလိမ့်မယ်နော်